လောကဤကဘာမှာပျောက်ဆုံးလို့သာထွက်သွားမှာမရေရတဲ့ဒီလူတွေဟာတနေ့ပြောက်ွယ်သွားရမယ်ချိန်တွေပြောင်းပြီးနာရီတိုင်းပျောက်ဆုံးဝိညာဉ်တွေမနေပါမရေရတဲ့ဒီလူတွေဟာတနေ့ပြောက်ွယ်သွားရမယ်ဘူလောင်ခြင်းရဲ့အစဝေဒနာခံစားရလို့နေသာဝရရဲ့ပြစ်ဒဏ်ကိုယေရှုခရစ်တော်ကိုတော်ရှင်နောက်ဆုံးမိန့်တော်မူချက်မှာဝိနည်းရလူသက်တော်ဝါငါဤအကြောင်းကိုဟောကြားပါကြားနာသူရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေရှင်